ကျွန်တော်ကတော့နေသားထဲမှာအသက်ရှင်မဲ့လူသားပဲဖြစ်ပါတယ်ဘာလို့အသက်ရှင်ရလဲဆိုတော့ကျွန်တော်က overwall မှာရုပ်ရမ်းချောလို့ overwall ကလူတွေကျွန်တော်မောင်းထုတ်လိုက်ရပဲဖြစ်ပါတယ်overwall သူတွေကကျွန်တော်ရုပ်ရမ်းချောတယ်မင်းသွားတယ်နေသားထဲမှာသွားနေတယ်အဲ့လိုပြောလို့ကျွန်တော်အခုနေသားထဲမှာနေရပါကျွန်တော်ဘဝတနာဖို့စောင်းရမ်းကောင်းပါတယ်အဲ့တော့ brother တို့လည်းရုပ်မချောကြပါနဲ့ရုပ်ချောရင်ကျွန်တော်လိုမျိုးနေသားလေးရောက်ကြပါလိမ့်မယ်ကျွန်တော်ကတော့လောလောဆယ်ပြေးလာအောင်မယ်ဟေးတွေ့လားကျွန်တော်စကင်အားစရုပ်ဆောင်ရင်ချောတယ်စော်လေးတွေကြိုက်စကင်ရတာ Hey no မချကြပါနဲ့နားရပါဗျာလောက်ကြပါဦး Not for beginners Yes let's go ရတဲ့ချိန်လေးမှာတစ်သားလေးခုံးမယ်တေးပြီဘိုင်နှုတ်ဆက်ခဲ့ပါတယ်နှုတ်ဆက်ခဲ့ပါတယ်အားလုံးဒီနေရာကနေနှုတ်ဆက်ခဲ့ပါတယ်ကျွန်တော်တေးပြီကျွန်တော်ဟာတေးလူပါအဲ့လေကျွန်တော်ဟာတေးလူတယောက်ဖြစ်တယ် Holy fuck ဒီနားရမိုက်ရယ်ကြပါကျွန်တော် please sizes ကျွန်တော်ကြပါကျွန်တော်ဟာတေးတော့မိမကြခင်မှာတေးတော့မိလူတစ်ယောက်ဖြစ်ပါသည်ထို့ကြောင့်ကျွန်တော်အားကဲတော်မူပါမူတော်ကဲပါဟေးလောအောင်လေတငယ်ချင်းနေလေငေါမေ့သွားပြီလားမြန်တစ်တွေ့တော့ဟောင်းမေ့တာမေ့ကြုံတစ်တွေ့တော့ဟောင်းမေ့တယ်ကောင်အန်ဒီကေများလိုက်တာdown ကျွန်တော်ဒီကိုးတွေနဲ့ရှူပါဘီကိုညမ်းညိုရကြရအောင် let's go โอเคအတီးတန့်ပြောတော့မယ်ကျွန်တော်ကအစလိုတယ်ခင်ဗျဒါပေမဲ့အစာကိုယူမယ်ဆိုရင်ဒီအောက်ကခွေတရောင်စားလေးတွေကိုအရင်ရှောင်ရမယ်ဗျကျွန်တော်မှအဲ့ကောင်လေးရှောင်မှုအတွက်အာမမရှိဘူးခင်ဗျအဲ့ကြောင့်ကျွန်တော်ကအာမလို့ဖို့အတွက်နဲ့ကျွန်တော်ကြီးပတ်ထိလာပြီးတော့ကိုးလာတိုးဖြစ်ခင်ဗျဟုတ်ကဲ့ပါခင်ဗျ12ခုလောက်ပဲလားလောက်ဆိုရအောင်လေရာလုံးရတယ်ညာညာတို့ကြော်နာနဲ့ဘာနွားတော့ငါကြိတ်နေတယ်ကျွန်တော်စူပါမန်တယောက်လည်းဖြစ်တဲ့အတွက်ကြောင့်ဒီ3တန်နဲ့တော့ကျွန်တော်တေးမှာမဟုတ်ကျွန်တော်ကဒိုင်နိုဆောတွေကင်းကောင်တွေပါကျွန်တော်ရှင်ချတဲ့သူဆိုတော့လောက်ကတော့ easy ပဲ okay chest plate ကကျွန်တော်အတွက်ကဘာပေါ်မှာအကောင်းဆုံးအရာပေါ့ပြောရမယ်ဆိုရင်တော့ငါဝတ်တာယူတော့တော့ကွေး let's go my friend shit on and challenge with the putin on the 10 DJ Sarasa Summer Session Ningo
အဲ့လေကျွန်တော်ဖင်ကုန်းလိုက်မှရိုက်ရဒီကောင်ကအဲ့တော့ထူဆန်းနေရထူဆန်းနဲ့တတပွားလေးတွေပြောလို့အေးဒီခွေးကြောင့်တွေ့ပြီ let's go go you okay စောက်ပြုတ်တွေရပြီစောက်ပြုတ်လို့စားလို့ရပြီဟုတ်မိလာ yeah okay ကျွန်တော်ဒီနားမှာအိမ်ဆောက်မယ်အဲ့ဆိုရင်တော့ဒီထဲမှာရှိတဲ့ treasure တွေကိုကျွန်တော်အရင်ဆုံးသွားရှာကြမယ်အိမ်ကနောက်မှဆောက်မယ်အိမ်ကအရေးမပါဘူးကျွန်တော်ဘယ်မှာနေရတယ်ဆိုတော့ကျွန်တော်ရှာကြီးဆိုတော့ okay ကျုပ်ပုတ်လို့မရဘူးပြဿနာပဲအဲ့ဆိုကျွန်တော်ဘယ်လိုအောက်ဆင်းမလဲဒီကောင်လေး oh shoot oh ကျွန်တော်ပြဖို့ခံလိုက်ရပြီ what the heck နှစ်ရက်ကြီးများတော့အသက်ရှင်နိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျွန်တော်နေသားလေးမှာနှစ်ရက်ကြီးများတော့အသက်ရှင်ခဲ့တယ်ပေါ့ brother တို့လည်းဘယ်နှစ်ရက်ရှင်နိုင်လဲဆိုတာစမ်းကြည့်ကြပါကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ခေါင်းများ